လေးမင်္ဂလာပါရှင်ညီမတို့ရဲ့ Storyland Channel လေးမှာကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ပညာသည်တို့ရဲ့အရှင်သခင်အမေရည်ရင်လို့လူသိများတဲ့စောနတ်မွန်ရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာညီမရာဇဝင်ပုံမြင်တွေကိုထပ်မံသိရှိဖို့ Channel လေးကို Like and Subscribe လေးလုပ်ပေးခဲ့ပါဦးနော်မိတ်ဆွေတို့ရဲ့ကြော်လေးဦးစရင်ဝင်နဲ့အမေရည်ရင်ခေါ်စောနတ်မွန်ရဲ့တမိုင်းကတော့ပကံခေတ်ကစတင်ခဲ့ပါတယ်အဲ့ဒီချိန်ကပကံပြည့်ရှင်မင်းဟာမဏိစီသူမင်းဖြစ်ပြီးမြောက်နန်းဆန်မိဖုရားမှာနာဂသိန်းလို့အမည်ရတဲ့စုံကဝေဖြစ်ပါတယ်နာဂသိန်းကစုံမဆိုတာကိုဘယင်ကတော့မသိရှာဘူးပေါ့တောင်ဦးမြို့နယ်မှာတော့နေစာပတ်ပါရာစာနဲ့ရှင်ဦးရှင်ဖြူရှင်ကျူရှင်ထူးဆိုတဲ့ညီမလေးယောက်တို့နေထိုင်ကြပါတယ်စောနန်းမွန်ကတော့ရှင်ထူးလို့ခေါ်တဲ့အငယ်ဆုံးညီမလေးဖြစ်ပြီးမွေးရပါဝမ်းတွင်းဆုံးအတက်ကိုပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်တညနာဂသိန်းဆုံးမှာစုံတောက်စားနေချိန်မှာစောနန်းမွန်နဲ့တွေ့ပြီးစကားပြောရာကနာဂသိန်းရဲ့မောင်မာမှုကြောင့်စိတ်ထက်လာတဲ့စောနန်းမွန်ဟာစက်ကြိုးကိုဖျက်လိုက်ပါတယ်ကောင်းငင်ကပြုတ်ကျပြီးအရှက်ရတဲ့နာဂသိန်းလေပညာချင်းပြရင်မနိုင်မှန်းသိတော့အကောက်ကြံဖို့စတွေးပါတော့တယ်နောက်ရက်မှာကတူးကနန်းဒေတာကတောင်ဦးမျိုးစားနဲ့နှမတော်တွေပုံကန်တယ်လို့အိမ်မက်မက်ကြောင်းဘယင်ကိုရှောက်တင်တဲ့ဘယင်ကလည်းစစ်စီအကဲခတ်ဖို့မိမိဒေတာထွက်ကုန်တွေကိုကိုယ်တိုင်လာရောက်ဆက်တာဖို့အမိန့်ချလိုက်ပါတော့တယ်။ဒါကြောင့်ဘယင်အမိန့်အတိုင်းမိမိတို့ဒေတာထွက်စီတွေကိုကိုယ်တိုင်ဆက်တာဖို့မောင်နှမ9ယောက်လုံးနန်းတော်ကိုလာခဲ့ကြပါတယ်။အကိုတို့ဖြစ်တဲ့တောင်ဦးနယ်စားကစောနန်းမူရဲ့ဒေါသနဲ့အထိမခံစိတ်ကိုသိလို့ပြဿနာမဖြစ်ဖို့စိတ်ထိန်ဖို့ဂရိတွေအတန်တန်တောင်းပြီးကမှလိုက်ပါခဲ့စီပါတယ်။စောနန်းမဟာရောင်ဝင်စီအိုးကြီးတွေမှာနှမ်းစီတွေကိုမိမိကိုယ်တိုင်ကြည့်ပြီးတော့တည်လာခဲ့တယ်လို့ဆိုပါတယ်။နန်းတော်ဘောက်ရောက်တော့အမတ်ကြီးကဟဲ့အငယ်မနေ့အိုးကြီးတွေကဘာတွေလဲလို့မေးတဲ့လူကောင်းစိတ်ကောပင်ပန်းလာတဲ့စောနန်းမဟာစိတ်မကြည်လင်းတော့ကောင်းကောင်းမဖြေမိဘူးပေါ့။ဟဲ့ရှာရှည်တဲ့အမတ်အဲ့ဒီအိုးကြီးတွေထဲမှာမွေတွေဟဲ့မွေတွေနင်းတို့ဘယင်ကိုလှုပ်ကြံဖို့အဲ့ဒီလိုဒေါသရှည်ထားနှုတ်ကလှုပ်ခနေပြောလိုက်မိတဲ့အမတ်ကြီးလဲအိုးကြီးဖွင့်ကြည့်တော့ဟာအမလီဟုတ်ပါမွေကြီးတွေဆိုပြီးမွေကြိုက်လို့တုံးခနေလဲသေးတော်မူတဲ့ရောင်ဝင်အိုးတွေကစီရီအစားစောနန်းမနှုတ်ကပြောတဲ့အတိုင်းမွေတွေကဖြစ်နေတော့ဖမ်းကြဝိုင်းကြဆုံးမဟိဆုံးမဆိုပြီးဖမ်းကြတဲ့စောနန်းမလဲထွက်ပြေးတာခြေနဲ့မြေကြီးနဲ့လုံးဝမထီတော့အဲ့ဒီမှာဝမ်းတွင်းဆုံးပညာဟာဘူးပေါ်သလိုပေါ်လို့မောင်နှမတွေဖမ်းဆီး